ကျွန်တော်တို့တရုတ်ပြည်淘宝 app ကဈေးသက်သက်သာနဲ့မှားထားတဲ့ပစ္စည်းတွေကိုအဆင်ပြေမလားဆိုတာ try ကြည့်ပါမယ်ပထမဆုံးဒါကတော့ခပတ်ပါကျွန်တော်ဝယ်တော့ဆို$11ပဲရှိတယ်ခပတ်ကတော့ပြောရမယ်ဆိုရင်စိုးတော့မစိုးဘူးဝတ်ပြောတဲ့အနေထားမှာတော့ရှိတယ်ဒါကတော့ကျွန်တော်ဘယ်ကဝယ်ထားလဲဆိုတာကိုပြပေးထားပါတယ်နောက်တစ်ခုကတော့ shop band ဘောင်းမီတို့ပေါ့ဒါကစင်ကာပူလိုအရန်ပူတဲ့နိုင်ငံနဲ့လည်းအဆင်ပြေတယ်အသားကလည်းအရန်မထူဘူးဝေးရတာလည်းပေါ့ပါတယ်ကျွန်တော်မှအရင်ဝယ်ထားပြီးသားအဖြူအောင်တစ်ထည်ရှိတယ်ဗျာဒါပေမဲ့အဲ့ဒါကိုကြိုက်လို့တမင်ထပ်မှာလိုက်တာဒါကဘယ်ကဝယ်ထားလဲဆိုတာကိုတော့ပြပေးထားပါတယ်နောက်တစ်ခုကဂျင်းမောင်းပြီးအရှိအသားကအရန်မထူဘူးပေါ့ပေါ့ပေါ့ဝတ်လို့ကောင်းတယ်ကျွန်တော်စိုက်နေတယ်ဝက်ကအဆင်ပြေတယ်ဒါပေမဲ့စိုက်တော့တေချာရွေးတတ်ဖို့လိုပါလိမ့်မယ်ကာလာကတော့ရွေးချက်စရာ3ရောင်ရှိတယ်ကျွန်တော်ကတော့မရှိသေးတဲ့အရောင်ကိုပဲရွေးလိုက်ပါတယ်ဒါကဘယ်ကဝယ်ထားလဲဆိုတာကိုတော့ပြပေးထားပါတယ်နောက်ဆုံးတစ်ခုကတော့ကျွန်တော်မှားလိုက်တဲ့အထက်မှာအကြိုက်ဆုံးလို့ပြောလို့ရတယ်ဒီဖက်နှက်ကကျွန်တော်စမ်းဝစ်ကြည့်ဖို့ဆိုပြီးတော့ဈေးသက်သာတဲ့တဲကပဲရွေးပြီးမှားလိုက်တာရောက်လာတဲ့အခါကျတော့ထင်တာအထက်ပိုမိုက်နေတယ်ဗျာစီးရလည်းမစိုးဘူးခြေထောက်လည်းမနာဘူးအဲ့တော့ဘာပဲဖြစ်တန်တယ်လို့ပြောလို့ရတယ်ဒါကဘယ်ကဝယ်ထားလဲဆိုတာကိုတော့ပြပေးထားပါတယ်ဒီအင်ကြီးကတော့ဒီတစ်ခေါက်ဝယ်တဲ့ထဲမှာတော့မပါဘူးဗျာဒါကျွန်တော်အရင်လတည်းကဝယ်ထားတဲ့ဟာဒါပေမဲ့ဒီဘောင်းမီအယောင်နဲ့နည်းနည်းလိုက်ဖတ်မယ်ထင်လို့ကျွန်တော် try ကြည့်တာပါဒါလည်းဘယ်မှာဝယ်ခဲ့တယ်ဆိုတာကိုကျွန်တော်ပြထားပါတယ် okay ဒီဗီဒီယိုကတော့ကျွန်တော်တရုတ် app ကနေ quality ကောင်းပြီးဈေးသက်သာတဲ့ပစ္စည်းတွေကိုဘယ်လိုမှာခဲ့တယ်ဆိုတာကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဝယ်ထားတဲ့အင်ကြီးဘောင်းမီတွေအကုန်လုံးရဲ့ size တွေကိုသိချင်တယ်ဆိုရင်ဒီအောက်က comment ထဲမှာမေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်